โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကဒီ anime ဘယ်လိုခက်ရမလဲခံမတတ်တဲ့လူတွေ anime ဆိုတာဘာလဲမသိတဲ့လူတွေကိုကျွန်တော်ဒီနေ့ anime ခက်တဲ့နေကိုကျွန်တော်ဒီနေ့တစ်ချက်လာပြောပြပေးမှာပဲဖြစ်ပါတယ်โอเคပထမဆုံးတော့ကျွန်တော်ဒီ Facebook ထဲဝင်ရမယ်ပေါ့နော် Facebook ထဲဝင်ပြီးတော့လို့ဆိုရင်ဒီ page တစ်ချက်ဝင်လိုက်ပါဝင်ပါပြီးတော့လို့ဆိုရင်တော့ဒီ professional dashboard စီးတယ်ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ချက်နှိမ့်မယ်နှိမ့်ပြီးတော့လို့ဆိုရင်အပေါ်နည်းနည်းလေးဆွဲတင်မယ်ပေါ့နော်ပြီးတော့ရင်ဒီအောက်မှာ true ဆိုတာတွေ့ရလိုက်မယ်โอเคပြီးတော့လို့ဆိုရင်တော့ကျွန်တော်အောက်နေလေးဆွဲတင်မယ်ပေါ့နော်ဒီမှာ page access စီမယ်ပေါ့နော် page access ကိုကျွန်တော်တို့ချက်နှိမ့်မယ်โอเคဒီနေရာရောက်လာပါပြီပြီးတော့လို့ဆိုရင်ဒီ s new တစ်ချက်နှိမ့်မယ်ဒီအပေါ်ကโอเคပြီးတော့ရင်ဒီ night ကိုတစ်ချက်နှိမ့်မယ်ဒီနေရာမှာရောက်လို့ဆိုရင်တော့ကိုလူချင်းနဲ့ဒီကို anime ခန့်ကျင်တဲ့လူရဲ့နာမည်ပေါ့နော်ဒီ Facebook ထဲမှာသူကနာမည်ဘယ်လိုလဲခန့်လို့ရတယ်မဟုတ်လို့ဆိုရင်တော့ဒီ link ကူပြီးတော့ဒီမှာပြန် pass ထည့်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာသူက fan ဖြည့်မှရမယ်ပေါ့နော် fan မဖြည့်လို့ဆိုရင်မရဘူးအဲ့ဒါကိုကျွန်တော်ဒီခန့်မဲ့ anime တရားကိုကျွန်တော်နာမည်ရေးလိုက်မယ်ပေါ့နော် okay ပေါ်လာပြီအဲ့ဒါကိုကျွန်တော်တို့ချက်နှိမ့်မယ်တချို့လူတွေကတော့ anime ခန့်တက်တယ်ပေါ့နော်ဒီအောက်ဟာနှိမ့်ဖို့ကသူတို့မေ့နေတယ်ပေါ့နော်မေ့လို့စရင်မရဘူးပေါ့နော်ဒီ editor ပဲဖြစ်တယ် anime မဖြစ်ဘူးပေါ့နော်ဒီအောက်ခလုံးနှိမ့်မှရပါမယ်ဒါ full control ပေါ့နော်ဟိုဘက် channel လူအကုန်လုံးထိန်ချိုးလို့ရအောင် full control ကိုဖွင့်လာပြီးတယ်ပေါ့နော်ဒီမှာပြီးတော့စင်းဒီမှာတစ်ချက်နှိမ့်မယ်ပြီးတော့ရင်ဒီ password ထည့်ရမယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ Facebook account ရဲ့ password ထည့်ရပါမယ် okay ကျွန်တော် password ထည့်ပြီးပါလို့ဆိုရင်တော့သူကဒီ Gmail ထဲမှာသူကကုတ်သွားယူအောင်မှာပေါ့နော်ကုတ်ပြန်လာထည့်ရမယ် okay ဒီနားမှာကုတ်ဝင်လာပြီပေါ့နော်တော့ကျွန်တော်ချက်နိုင်မယ်ပြီးတော့ဆိုရင်ဒီကောင်ကို copy ယူမယ်ပြီးတော့ရင်ဒီမှာပြန်လာထည့်မယ်ပေါ့နော်ဖိနှိမ့်ထားလိုက်မယ်ပြီးရင်ဒီမှာ pass နိုင်မယ် continue နိုင်မယ်ပြီးရင်ဒါတော့ password ထည့်ပြီးပါလို့ဆိုရင်သူဒီမျိုးပုံစံဖြစ်နေမှာပေါ့အဲ့ဒီ code ထည့်ပြီးပါလို့ဆိုရင်တော့ဒီမှာ confirm နိုင်လိုက်မယ် okay အဲ့ဒါဆိုတော့သူ anime ခန့်ပြီပေါ့နော်ဒါ anime တယောက်ဒီအောက်ကသူ invite သူပြောချင်တာဒီမှာ31ရက်နေ့ပေါ့နော်သူအချိန်ပေးတယ်တကယ်လို့30တလားလုံးမှသူ့ကိုလက်မခံလို့စင်တော့သူပြန်ပြတ်သွားမယ်ပေါ့နော်โอเคဒီကျွန်တော်ခန့်လာတဲ့ anime တယောက်ခန့်မျိုးဆိုရင်တော့ကျွန်တော်ဒီခန့်မျိုးအကောက်ကျွန်တော်သွားမယ်ပေါ့နော်โอเคဒီခန့်မျိုးအကောက်ရောက်လို့စင်တော့ဒီ notification ထဲမှာတစ်ချက်နှိပ်ကြည့်မယ်ခုနကတော့ဒီမှာတွေ့လားကျွန်တော်ခန့်လာတဲ့ account တကားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ကျွန်တော်တို့ဒီဟာကိုလက်ခံပေးရမယ်ပေါ့နော်ဘယ်သူ့ကိုပဲ anime ခန့်ဟိုဘက်ချမ်းလူကလက်ခံပေးရမယ်တကယ်လို့သူကလက်မခံဘူးဆိုရင်တော့မရဘူးဒီစာလောက်ပြရအောင်နှိပ်ရမယ်ပေါ့နော်ဒီဟာကိုမနှိပ်ပါနဲ့ဒီဟာနှိပ်လို့ရှိတော့ cancel ဖြစ်သွားမယ်ပေါ့နော်โอเคဒီကောင်ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်တော့နှိုင်းကိုတစ်ချက်နှိပ်ပေါ့နော်စာလောက်ပြအောင်နှိပ်လိုက်ပါโอเคအဲ့ဒါဆိုရင်တော့ဝင်သွားပြီပေါ့နော်